အားလုံးပဲမင်္ဂလာပါဗျာအခုဗီဒီယိုကတော့ကျွန်တော်ရဲ့ပထမအဆုံးဗီဒီယိုပဲ blog ဗီဒီယိုဖြစ်ပါတယ် Lighter Hub ဘုန်းနဲ့ဆဲထားတဲ့ blog ဗီဒီယိုလေးမြင်ဖြစ်ပါတယ်ဗျာမှားပါလားရှင်ခွင့်လို့ပေးကြပါရိုးရာရှိနေထောက်ပြပေးကြပါအောင်ဗျာကျွန်တော် Hub ဘိုးကိုချိန်ကိုက်ပေါင်းချိန်နဲ့ဆဲထားပါတယ်ပထမအဆုံးကျွန်တော်60နဲ့ဆဲပါတယ်ဗျာဆုံးကျွန်တော်100နဲ့ဆဲပါတယ်